လူတွေဘာကြောင့်ဒီထူးဆန်းတဲ့ထင်းရှူးသီးပုံစံပန်းပွင့်လေးအပေါ်ဆွဲလန်းနှစ်သက်နေကြတာလဲဆိုတာအကြောင်းပြချက်ကောင်းကောင်းရှိပါတယ်ပထမအချက်အနေနဲ့ဒီပန်းလေးဟာမြင်ယုံကင်တွေယုံနဲ့တင်စိတ်ဖိစီးမှုတွေကိုရောကြစေပြီးစိတ်ကိုကြည်နူးအေးချမ်းစေပါတယ်ဒုတိယအချက်ကတော့အပွင့်ထဲကနေစိမ့်ထွက်လာတဲ့ဂျင်းနဲ့တင်းတင်းအရေးကြီးလေးပဲဖြစ်ပါတယ်ဒီရေရဲ့အသုံးဝင်ပုံကိုသိသူတွေအတွက်တော့ဒါဟာတကယ်ကိုတန်ဖိုးရှိတဲ့အရာတစ်ခုပါသိပ္ပံအမည်အဖြစ်ဇင်ဂီဘရစ်ဘလို့ခေါ်တဲ့ဒီအပင်ဟာဂျင်းမျိုးနွယ်ဝင်တစ်မျိုးဖြစ်ပြီးဟာဝိုင်ယီကျွန်းနဲ့အာရှဒေသတချို့မှာအများဆုံးတွေ့ရတတ်ပါတယ်အဝါပူဟီဟာဝိုင်ယီမှာတော့ဒီအပင်ကိုဘဝဖလီခေါ်ဟီဝိုင်တောင်ပေါ်ချင်းလို့ခေါ်ကြပါတယ်။သူ့ရဲ့အဖူးပွင့်လေးကိုညှစ်လိုက်ရင်ထွက်လာတဲ့မွှေးရနံ့သားအရေးကိုအမျိုးသားအမျိုးသမီးမရွေးအလွန်နှစ်သက်ကြပါတယ်။ဒီအရေးကိုတဘာဝကောင်းလျှော်ရည်အဖြစ်အသုံးပြုကြပြီးစံသားကိုပျော့ပြောင်းတောက်ပစေပါတယ်။ဒါတင်မကသေးပဲသူ့မှာပိုးမွှားတွေကိုတေးစေနိုင်တဲ့အစွမ်းအန်တီမီကော်ဘီယိုနဲ့အသားအရည်ကိုတင်းရင်းစေတဲ့အာနိသင်ထန်နေငူတွေလည်းပါဝင်ပါသေးတယ်။အကယ်၍တင်းစီမှာအပူပိုင်းဒေသရာသီဥတုမျိုးဖန်တီးပေးနိုင်မယ်ဆိုရင်ဒီအပင်ကိုအိမ်မှာပဲစိုက်ပျိုးလို့ရပါတယ်။ပန်းပွင့်လာတဲ့အခါမှာတော့အပေါ်မှာပြောခဲ့တဲ့ထူးခြားတဲ့ခံစားမှုတွေကိုတင်ကိုယ်တိုင်လက်တွေ့ခံစားကြည့်နိုင်မှာပဲဖြစ်ပါတယ်။